ကဲဟုတ်ပြီအခု unit 10ကိုသွားဟုတ်ပြီနော်အဲ့တော့ MS ကိုလေ့လာပြီးပြီဆိုတော့ဒီတစ်ခါတော့ was were ကိုလေ့လာချင်အောင်ဟုတ်ပြီနော် okay အဲ့တော့ unit 1မှာတည်းကပြောခဲ့တယ်နော် present လက်ရှိဖြစ်နေတဲ့ဟာကိုပြောရဲဆိုရင် MS ကိုတော့မယ် past နော်ပြီးသွားတဲ့အတိတ်ကာလကိုပြောရဲဆိုရင်ဘာကိုတော့မလဲ was were ကိုတော့မယ်ကဲပုံလေးကိုကြည့်အောင်ဒါ last night ဆိုပါလားပြီးခဲ့တဲ့ညဒါပြီးသွားပြီဆိုပါလေ past ပေါ့ဘာကိုတော့မရရမလဲ was were ကိုတော့ပြီးတော့ရှိရမယ်now ဆိုတော့အခုပေါ့အခုဆိုတော့ဗာလဲ present လက်ရှိကာလပေါ့အဲ့တော့ဘာလို့တော့မရမလဲ MS ကိုတော့ပြီးတော့ရေးရမယ် okay အဲ့တော့ကြည့်လိုက်အောင် now Robert is at work now အခု Robert is at work ဒါ is က verb to be at work ကဒါနေရာကိုပြတဲ့ at verb ရယ် verb to be plus at verb ရယ်ဟုတ်ပြီနော် okay အခု Robert အလုံးပါတယ်အဲ့တော့အခုဖြစ်နေဆိုအခုရှိနေဆိုတော့ဘာလို့တော့လဲ is ကိုတော့လဲ okay at midnight last night ဆိုတော့မနေ့ညmidnight ဆိုတော့ at midnight ဆိုတော့ဗါလဲညတကောင်မနေ့ည7နာရီမှာ he wasn't at work he was not wasn't ဆိုဗါလဲ was not ကိုတို့ကောက်ကြည့်ထားတာ he was not at work သူအလုံးမှာမရှိဘူးမနေ့ည7နာရီမှာသူအလုံးမှာမရှိဘူးအဲ့တော့မနေ့ည7နာရီဆိုပြီးသွားပြီမလားအဲ့တော့ဘာသုံးလဲ was ကိုတောင်းပြီးတော့ပြောရတယ် okay သူဘယ်မှာရှိတယ် he was in bed နော်သူအိပ်ရာထဲမှာရှိတယ်မနေ့ည7နာရီမှာသူအိပ်ရာထဲမှာရှိတယ်အဲ့တော့ pastနော်ပြီးသွားပြီဆိုတော့ဘာလို့တော့လဲ was ကိုတော့လဲ he was asleep သူအိပ်ပျော်နေတယ်နော် was က verb to be asleep ကအိပ်ပျော်နေတော့ဆိုတော့ adjective verb to be plus adjective နော်ပြီးသွားပြီဆိုတော့ဘာလို့တော့လဲ was ကိုတော့လဲ was က verb to be in bed ကပါလဲနေရာကိုပြတဲ့ adverb ရယ် verb to be plus adverb ရယ် okay ခုလက်ရှိဖြစ်နေတဲ့ present ဆိုဘာတော့လဲ MS ကိုတော့နော်ပြီးသွားတဲ့ past အတိတ်ဆိုရင်ဘာတော့ was were ကိုတော့ okay အဲ့တော့ည7နာရီကို at midnight လို့ပြောတယ်ဟုတ်နော်ကဲနေခင်း7နာရီเนาะနေ့လယ်ပေါ့เนาะနေ့လယ် morning 7နာရီ okay အဲ့တော့ဘယ်လိုလဲ at midday เนาะညဆိုတော့ midnight နေ့ဆိုတော့ midday ဒါမှမဟုတ် at noon ဒီလိုပြောလို့ရတယ် morning 7နာရီ okay ကဲနှစ်ခုရှင်းကြည့်အောင်ဒါခုလက်ရှိဖြစ်နေတဲ့ဟာเนาะ am is a present ပေါ့เนาะဒါက was were ဆိုပြီးသွားတဲ့ဟာတွေเนาะမနေ့ညပြီးခဲ့တဲ့ဘက်ကပြီးသွားတဲ့ဟာတွေပေါ့နော် was were okay ကြည့်အောင် I'm tired ကျွန်တော်အခုပင်ပန်းနေဒီကောင်အလုံး I was tired last night မနေ့ညကကျွန်တော်ပင်ပန်းနေ okay အဲ့ဒါက where is Kate အခုဘယ်မှာလဲဒီကောင်အလုံး where was Kate yesterday မနေ့က Kate ဘယ်မှာလဲ okay the weather is good today ဒီနေ့ရာသီဥတုကောင်းဒီနေ့ဆိုတော့ is ပေါ့ the weather was good last week ပြီးခဲ့တဲ့ဘက်ကရာသီဥတုတာရတယ်အဲ့တော့ပြီးခဲ့တဲ့ဘက်ကဆိုတော့ was ပေါ့ okay you're late မင်းအခုနောက်ကျတယ်ဒါမှမဟုတ်မင်းဒီနေ့နောက်ကျတယ် okay အခုလက်ရှိဖြစ်နေတာအဲ့တော့ present ပေါ့နော်အားကိုတောင်းတယ် you were late yesterday မနေ့ကမင်းနောက်ကျတယ်ပြီးသွားပြီဆိုတော့ were they weren't here last Sunday ပြီးခဲ့တဲ့တနင်္ဂနွေတော့သူတို့ဒီမှာမရှိဘူး they were not weren't ဆိုတာ were not ကိုပြောတာပါပဲအဲ့တော့ they were not here last Sunday ပြီးခဲ့တဲ့တနင်္ဂနွေတော့သူတို့ဒီမှာမရှိဘူးအဲ့တော့ပြီးခဲ့တဲ့တနင်္ဂနွေဆိုတော့ဒါ past ဖြစ်တဲ့အတွက် were ကိုတောင်းတယ် okayကဲဟုတ်ပြီအဲ့တော့ဇာတ်ခွက်လေးကြည့်အောင်နော်ထုံးစံတိုင်းပဲ I he she it ဒါတွေကိုဘာနဲ့တွဲပြီးသုံးလဲ was နဲ့တွဲပြီးတော့သုံးတယ် I he she it ဒါတွေကို was နဲ့တွဲသုံးတယ်ဒီနေ့အဖြစ်ပြောရမယ်ဆိုရင်တော့ subject က singular တယောက်တည်းတစ်ခုတည်းဖြစ်နေမယ်ဆိုရင်ဘာလို့သုံးမလဲ was နဲ့တွဲပြီးတော့သုံးမယ်အခုကြည့်အောင် we you they သူတို့တော့ဘာနဲ့တွဲပြီးသုံးလဲ were နဲ့တွဲပြီးတော့သုံးတယ်ဒီနေ့အဖြစ်ပြောမယ်ဆိုရင် subject ကplural เนาะတခုတည်းပို့နေမယ်ဆိုရင်တယောက်တည်းပို့နေမယ်ဆိုရင်ဘာတော့မလဲ were ကိုတော့မယ် okay ဒါ positive ပေါ့เนาะအဟုတ်ဝက်ကြပေါ့ကဲသူ့ကို negative အငြင်းဝက်ကြလွဲပါတယ်ဘာလို့မလဲဒီ verb to be ဖြစ်တဲ့ was နဲ့ were ရဲ့နောက်မှာဘာလေးထည့်လိုက် not လေးထည့်လိုက်ပေါ့ကျွန်တော်ဖြစ်တယ်ဆိုရင်ကျွန်တော်ဖြစ်ခဲ့တယ်ဆိုရင် I was ကျွန်တော်မဖြစ်ခဲ့ဘူးဆိုတော့ I was not ဒါပဲပေါ့okay သူတို့ဖြစ်ခဲ့တယ်ဆိုရင် they were သူတို့မဖြစ်ခဲ့ဘူးဆိုတော့ they were not verb to be ရဲ့နောက်မှာ not လေးထည့်လိုက်အောင်ပဲဟုတ်ပြီနော်ကဲ was နဲ့ not တလုံးလေးပေါင်းပြီးတော့ပြောမယ် wasn't okay were နဲ့ not ကိုတလုံးလေးပေါင်းပြီးတော့ပြောမယ် won't were not won't okay သူဖြစ်ခဲ့တယ်ဆိုရင် he was သူဖြစ်ခဲ့သလားဆိုတော့ was he ဒီလိုဖြစ်သွားတယ်နော် verb to be ကို subject ရှိကိုပို့လိုက်တာနဲ့သူက question ဖြစ်သွားတယ်နော် verb to be ရဲ့နောက်မှာ knowledge လိုက်တာနဲ့ negative ဖြစ်သွားတယ် okay last year Rachel was 22 so she is 23 now last year ဆိုပြီးသွားပြီဆိုဘာတော့လဲ was ကိုတော့တယ် last year ပြီးခဲ့တဲ့နှစ်က Rachel was 22 Rachel 22နှစ် so
ဒါကြောင့်မလို့တဲ့ she is 23 now ဆိုတော့အခုတော့သူဟာ23နှစ်ဖြစ်သွားပြီအခုဆိုတော့ဗါလေ is ကိုသုံးတယ်ပေါ့ okay ကဲဆက်တော့မယ် when I was a child I was afraid of dogs when I was a child ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ကလေးဘွားတုန်းကနော် a child ဆိုတော့ကလေးမလား when I was a child နော်ပြီးသွားပြီဆိုတော့ဗါသုံးတယ် was ကိုသုံးတယ်ခုမှမဟုတ်ပဲနော်ကျွန်တော်ငယ်တုန်းကဆိုပြီးသွားပြီဖြစ်တဲ့အတွက် was ကိုသုံးတယ် when I was a child I was afraid of dogs afraid of ဆိုကြောက်တော့နော် was က verb to be afraid ကလည်း adjective verb to be plus adjective ကျွန်တော်ခွေးကြောက်တယ်ကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်ခွေးကြောက်တယ် okay ပြီးသွားပြီမလို့ was ကိုသုံးတယ် okay we were hungry after the journey but we weren't tired we were not tired we were hungry ကျွန်တော်ပိုက်စားတယ် after the journey ခီးစဉ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ပိုက်စားတယ်အခုစားတာမဟုတ်နော်ပြီးသွားတဲ့ဟာပြောနေတာဖြစ်တဲ့အတွက် were ကိုသုံးတယ် okay but we were not tired ကျွန်တော်တို့ပင်တော့မပင်ပန်းဘူးဟုတ်နော်ဘိုက်တော့စားတယ်ပင်တော့မပင်ပန်းဘူးအခုပင်ပန်းတယ်မပင်ပန်းဘူးဆိုတော့ပြောနေတာမဟုတ်ဘူးနော်ပြီးသွားတဲ့ဟာကိုပြန်ပြီးတော့ပြောနေတာဖြစ်တဲ့အတွက် were ကိုသုံးရမယ် okay ဘိုက်ရမ်းစားတယ်ဆိုတော့ starving လို့ပြောတယ်I am starving ကျွန်တော်ဗိုက်ရမ်းစားနေပြီ I'm starving I'm very hungry ပေါ့နော် okay ကဲထားတော့ဆက်သွားမယ် The hotel was comfortable but it wasn't expensive The hotel was comfortable နော် hotel လေးကတဲလို့ကောင်းပါတယ်အဆင်ပြေတယ်ပေါ့ okay ခုလက်ရှိတဲနေတဲ့ hotel မဟုတ်နော်ကျွန်တော်တို့ခီးသွားတော့တဲခဲ့တဲ့ hotel နော်အဲ့တော့ဗာလဲ was ကိုတော့မယ် but it wasn't expensive it was not expensive နော်အဲ့ hotel it ကပါ the hotel ပြောတာနော် expensive ကပါဈေးကြီးတော့ was က verb to be expensive ကဈေးကြီးတော့ဆို adjective verb to be plus adjective နော်အဲ့ hotel ကဈေးမကြီးဘူးအဲ့တော့ပြီးသွားပြီဖြစ်တဲ့အတွက်ဘာသုံးလဲ was ကိုသုံးတယ် okay ကဲဆက်တော့မယ် Was the weather nice when you were on holiday Was the weather nice ရာသီဥတုသားရသလား when you were on holiday ဆိုအားလက်ရသွားတာပြောတာနော်အားလက်ရကြီးသွားတာ on holiday ဒါမှ on vacation ဒီလိုပြောလိုက်ရတယ်မင်းခီးသွားတော့ကမင်းအားလက်ရခီးသွားတော့ကရာသီဥတုသားရသလားအခုသားရသလားမေးတာမဟုတ်နော်မင်းခီးသွားတော့ရာသီဥတုသားရသလားဆိုတော့ပြီးသွားပြီဖြစ်တဲ့အတွက်ဘာလို့တော့မလဲ was ကိုတောင်းတယ်ဟုတ်နော် was were နဲ့တောင်းတယ် okay ကဲဆက်ပါမယ် Your shoes are nice မင်းဖနက်လေးတွေက nice နော်လှတယ်ပေါ့ okay Your shoes are nice ဖနက်လေးကောင်းတယ်ဖနက်လေးတွေလှတယ် Were they expensive ဒီဆိုတာ Your shoes ကိုပြောတာနော် Were they expensive အဲ့ဒီဖနက်တွေဈေးကြီးလားပြောချင်တာကဒီဖနက်တွေကိုမင်းဝယ်တော့ကဈေးကြီးလားအခုဈေးကြီးလားမေးတာမဟုတ်ဒီဖနက်တွေကိုမင်းဝယ်တော့ကဈေးကြီးလားတော့ပြီးသွားပြီဆိုတော့ wow တောင်းတယ် okay အဲ့တော့ဒီလိုပြောလဲရတယ် Did they cost a lot သူတို့ဈေးကြီးလားဒီဖနက်တွေဈေးကြီးလား they ဆိုခုန shoes ပေါ့နော် cost ကပါကုန်ကြတယ် a lot ကပါလဲအများကြီး they are subject cost က verb ကုန်ကြတယ်ဘယ်လောက်ကုန်ကြလဲ a lot အများကြီးကုန်ကြတယ်ဆိုတာ adverb ပဲနော် verb ကို attribute တဲ့ adverb subject verb adverb ပုံစံနဲ့ရေးထားတယ်ဟုတ်နော်သူတို့အများကြီးကုန်ကြသလားဆိုတော့သူတို့ဈေးကြီးလားဒီလိုပဲနော် were they expensive ပြောချင်ဘူးဆိုရင် did they cost a lot ဒါပါပဲကဲဆက်တော့မယ် why were you late this morning why were you late မင်းဘာလို့နောက်ကျလဲ this morning ဒီမနေ့မင်းဘာလို့နောက်ကျလဲခုနောက်ကျတာပြောတာမဟုတ်နော်ဒီစကားကိုပြောတဲ့အချိန်မှာသူကမနေ့မဟုတ်တော့ဘူးနော်ညနေမှာပြောရင်လည်းပြောမယ်နော်နေ့လယ်မှာနေ့တဲ့စပင်းဆိုင်နဲ့ပြောရင်လည်းပြောမယ်နော်ဒီမနေ့မင်းဘာလို့နောက်ကျလဲဒီမနေ့ဆိုပြီးသွားပြီဖြစ်တဲ့အတွက်ဘာတော့လဲဟွာကိုတော့တယ် okay ကဲအခုဆက်ပြီးတော့ short answer stage ဟုတ်ပြီနော် were you late မင်းနောက်ကျသလားနောက်မကျဘူးဆိုတော့ no I was not no I wasn't ပေါ့ဒါကတော့နောက်ကျတယ်ဆိုရင် yes I was Ted at work yesterday Ted ကတယောက်တည်းဆိုတော့ဘာလို့တော့လဲ was ကိုတော့တယ်နော် at work ဆိုအလုံးမှာ yesterday မနေ့က Ted အလုံးမှာရှိသလားပြောချင်တာမနေ့က Ted အလုံးဆင်းသလားဒါပြောချင်တာဆင်းနေဆိုတော့ yes he was မဆင်းဘူးဆိုရင် no he was not ဒါမှမဟုတ် no he wasn't okay was Sue and Steve at the party Sue and Steve ဆိုနှစ်ယောက်ဖြစ်သွားပြီ plural ဖြစ်သွားပြီ subject ကအဲ့တော့ဘာလို့သွားမလဲ were သွားမယ် was Sue and Steve at the party party ပွဲမှာ Sue နဲ့ Steve ရှိသလားပြောချင်တာ Sue နဲ့ Steve party ကိုလာသလားမနေညာပေါ့ဒါမပြီးခဲ့တဲ့ဘက်ကပေါ့ okay မလာဘူးဆိုတော့ no they were not no they weren't no they were not မလာဘူးဒါလို့လာတယ်ဆိုရင် yes they were ဒါပဲ okay